ရဲ့ဘေးမှာလူတစ်ယောက် view site ပေးနေတယ်လို့ခံစားရစီမဲ့ smart watch တစ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ Huawei ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Huawei Fit 4 Pro ပဲဖြစ်ပါတယ်ရှင်ဘယ်လို review site ပေးလဲဆိုလို့ရှိရင်တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ Huawei TrueSync 6.0 နည်းပညာအသစ်ကိုအသုံးပြုပေးထားလို့24နာရီ9ရက်လုံးနှလုံးခုန်နှုန်းကိုတိကျစွာစောင့်ကြည့်ပေးနိုင်မယ်။အဲ့ဒါအပြင်သွေးရည်အောက်ဆီဂျင်အဆင့်ကိုပါစောင့်ကြည့်ပြီးတော့သွေးရည်အောက်ဆီဂျင်အဆင့်ကိုပါတိုင်းတာပေးနိုင်ပါသေးတယ်။အဲ့ဒါအပြင် Huawei TrueSleep ပါလို့အိပ်စက်မှုတွေကိုလည်းစောင့်ကြည့်ပေးနိုင်ပြီးတော့အေးအေးဝဝအိပ်ဖို့လည်းသတိရသွားစေမှာပါ။နောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ဖိစီးမှုအဆင့်ကိုပါတိုင်းတာပေးနိုင်တော့အသက်ရှူလေ့ကျင့်ခန်းများလုပ်ပြီးတော့စိတ်ဖိစီးမှုကိုလည်းလျှော့ချနိုင်ပါသေးတယ်။ main လေးတွေအတွက်ဆိုလို့ရှိရင်လည်း free ရဲ့အတိုင်းကိုမှတ်ထားပေးနိုင်တာကြောင့်ပိုပြီးတော့အဆင်ပြေရပါတော့။အဲ့ဒါအပြင်အခြား sport မှုနဲ့ call function တွေကိုပါအသုံးပြုနိုင်ပါသေးတယ်။ Bluetooth နဲ့ချိတ်ဆက်အသုံးပြုရတာဖြစ်ပြီးတော့မြည်သည့် Android iOS ဖုန်းမဆိုအလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Huawei Fit 4 Pro မှာဆိုလို့ရှိရင်တော့ 9.3mm အထူနဲ့ aluminum body ကြောင့်ပေါ်ပါအကျန်းခံပြီးတော့ IP68 ပါလို့လည်းရေအနက်40မီတာအထိပြေးစိန်ခံပါတယ်။အားသွင်းမှုအတွက်ဆိုလို့ရှိရင် wireless charging ကိုအသုံးပြုနိုင်ပြီးတော့အားဖြည့်သွင်းမှုအတွက်60မိနစ်သာကြာမှာပဲဖြစ်ပါတယ်။ battery ကိုအများဆုံး10ရက်အထိအသုံးခံမှာဖြစ်ပြီးတော့ all-in-one display ဖွင့်ထားမယ်ဆိုလို့ရှိရင်တော့4ရက်ထိတောင်အခက်မှာပဲဖြစ်ပါရဲ့ရှင်။ Huawei Watch Fit 4 Pro ကိုဝယ်ယူမယ်ဆိုလို့ရှိရင်တော့လက်ဆောင်အနေနဲ့ Huawei FreeBuds SE2 နဲ့ Huawei T Huawei Toolkit တို့ကိုပါလက်ဆောင်ရရှိမှာပဲဖြစ်ပါတယ်။အញ្ញမ်းမိုက်တဲ့ Huawei Fit 4 Pro ကိုစမ်းမှုပိုင်းမှာပဲအခုပဲလာရောက်ဆက်သက်အသုံးပြုလို့ရပါပြီရှင်။